ကဲမေဒီနေတော့ဈေးရပြန်ပါပြီဒါလေးကတော့ဘာလေးဝယ်ခဲ့လဲဆိုတော့ငပိချစ်ချက်ပြီးတော့အတူဆာမဖြစ်ပါတယ်အပြုတ်နဲ့ဆာမဖြစ်ပါတယ်ဒါကပဲဆောင်ငါးတီပေါ့ရှင်ဒါပဲဆောင်ငါးတီကမွန်ချင်းညက်တွတ်ပြမယ်ဒီငါငရက်လေးဝယ်လာတယ်ပြီးတော့ဒါကတော့အစုံငပိရခိုင်ငပိလို့လည်းခေါ်တယ်ပြီးတော့ကလော်အတီးနဲ့ခေါင်းလျှော်ဖို့ခေါင်းလျှော်ထုတ်ဝယ်လာပါတယ်ဒါလေးကိုအသေးစိတ်တွတ်ပြပါမယ်ညက်ပါဒါလေးကမိုးရသည်ဆိုလေဒါလေးကနည်းနည်းတောင်ရင်ဒီလိုပဲ1000ဒီပဲဆောင်ကဒီက900ဆိုတော့1500ဒီငါကဟိုနည်းနည်းပဲငပိချစ်ချက်ဆာမှဖြစ်တဲ့အတွက်3000ပို့ပဲဝယ်ခဲ့တာပါ30,000 3000နဲ့ဆိုတော့ငရုတ်တီးက900နေက3000ဆို3500ကမွန်ရှင်ကအချင်းချင်းချစ်လို့ဝယ်ခဲ့လိုက်တာပါအဲဆိုကမွန်ရှင်က900ဆိုတော့ပြပြမယ်နော်ကမွန်ရှင်900ရဲ့ဒီက3500ဆိုတော့4000ရဲ့ဒီဟာ1000ဆို9000ဒီက900နဲ့900ဒါပစုံငပိကတော့လိုရင်တော့ဝယ်ပေါ့မလိုလဲပါမှဖြစ်ပါဒါ1000 6000နဲ့900တေယောကမွန်နဲ့ခေါင်းချက်ချင်းစုပြီးတော့တေယောကမွန်တော့က1000ပေါ့နော်စုပေါင်းဆိုရင်ဒီနေ့9000 6000လောက်ပြချပါတယ်ရှင်စပါတော့ဒါလေးစစ်ပြီးလို့ရှိရင်ပြပါမယ်နော်စင်ပြေကြပါစေမနက်ခင်းအတွက်ဒီတစ်ခွက်ပေါ့နော်ဒီထက်အများကြီး budget ကိုသုံးချင်တဲ့သူတွေရပါတယ်နော်တော့မရတော့ဒီသုံးတဲ့ဟာလေးကိုပြပြတာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးများ